ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPL ထောက်ပို့ရဲဘော်ကမ်ပိန်းကတဆင့်တပ်တော်ရဲ့ခိုင်မာတဲ့လူထုမောင်းနှင်ရာအဖြစ်ဘေးကင်းလုံခြုံပြီးစနစ်တကျရှိတဲ့အစစ်စစ်ပါဝင်ထောက်ပို့နည်းလမ်းညွှန်ကိုပြောပြသွားမှာဖြစ်ပါတယ်ဆက်သွယ်ရမယ့်ပုံစံ2မျိုးရှိပါတယ်ပထမတစ်ခုကတော့ BPL ရဲ့တရားဝင်ရန်ပုံငွေရှာဖွေရေး Facebook စာမျက်နှာဖြစ်တဲ့ BPL Venture ကိုတိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်ဒုတိယတစ်ခုကတော့ BPL ရဲ့နိုင်ငံတကာမှာရှိတဲ့ထောက်ပို့စီယုံရေးတာဝန်ခံများထံကိုဆက်သွယ်ပြီးလစဉ်ထောက်ပို့ရဲဘော်အဖြစ်ပါဝင်နိုင်မှာဖြစ်ပါတယ်တတ်မှတ်ချက်အနေနဲ့တပ်တော်ရဲ့ကိုယ်ပိုင်နံပါတ်ရထောက်ပို့ရဲဘော်တအုပ်ကိုအနည်းဆုံးမြန်မာငွေ9000ကျပ်ကစတင်ပြီးမိမိလစဉ်ပုံမှန်ထည့်ဝင်နိုင်မဲ့ပမာဏကိုစည်ရင်းပေးသွင်းထောက်ပို့နိုင်ပါတယ်။အခြားသောငွေကြေးများဖြင့်ပါဝင်ကြမဲ့ပြည်သူများအနေနဲ့လည်းသက်ဆိုင်ရာနိုင်ငံတကာမှာထောက်ပို့စီယုံရေးတာဝန်ခံများထံဆက်သွယ်မြင်းမြန်ပါဝင်နိုင်ပါတယ်။ထောက်ပို့ရဲဘော်အဖြစ်3လဆက်တိုက်ပါဝင်ပြီးရတဲ့တပ်တော်ကအတိမတ်ပြုမှတ်တမ်းတင်ထားမဲ့ကိုပိုင်ရဲဘော်နံပါတ်ပါဝင်တဲ့ထောက်ပို့ကတ်ကိုလက်ခံရရှိမှာဖြစ်ပါတယ်။ဒီကိုပိုင်နံပါတ်ဟာတပ်တော်နဲ့အတူတမိုင်းဝင်တာဝန်ထမ်းဆောင်နေခြင်းရဲ့ပြရုပ်တစ်ခုလည်းဖြစ်ပါတယ်။ထောက်ပို့ရဲဘော်တဦးချင်းစီကိုကျွန်တော်တို့ဘက်ကပြန်လည်ပြီးအတိမတ်ပြုပေးအပ်သွားမှာတွေကတော့နံပါတ်1တပ်တော်၏မှတ်တမ်းဝင်ထောက်ပို့ရဲဘော်တဦးအဖြစ်အတိမတ်ပြုခြင်းနံပါတ်2မြေပြင်တမှုများနှင့်တိုက်ရိုက်တွေ့ဆုံကအကြံပြုဆွေးနွေးခွင့်ရရှိခြင်းနံပါတ်3တပ်တော်၏ရန်ပုံငွေထုတ်ကုန်များဝယ်ယူရာတွင်10%လျှော့ဈေးရရှိခြင်းနဲ့နံပါတ်4တော်လှန်ရေးကာလအလွန်မှာညာမီရဲ့အလှပများဒေသခံအစားအစာများနဲ့ထမ်းရည်အဝါတောက်ကတပ်တော်နဲ့အတူအောင်ပွဲခံနိုင်ခြင်းတို့ဖြစ်ပါတယ်ထောက်ပို့ရဲဘော်များရဲ့လစဉ်ထောက်ပံ့လိုက်တဲ့ရန်ပုံငွေတွေဟာရှေ့တန်းနဲ့နောက်တန်းကရဲဘော်တွေရဲ့နေ့စဉ်ရိတ်ခါစေဝါနဲ့အထွေထွေစစ်သုံးစိတ်တွေအပေါ်ဘလို့ဗျူဟာကြကြတက်ရောက်မှုရှိလဲဆိုတာကိုတော့ကျွန်တော်တို့ page မှာဆက်လက်တင်သွားပေးမယ်ထောက်ပို့ရဲဘော်ကဏ္ဍဗီဒီယိုမှာအသေးစိတ်စောင့်မျှော်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်လစဉ်ထောက်ပို့ရဲဘော်ဆိုတာတပ်တော်နဲ့အတူတိုက်ပွဲဝင်နေတဲ့ခိုင်မာတဲ့မောင်းနှင်အားတွေဖြစ်ပါတယ်။ဒါကြောင့်ရောက်ရနေရာကနေတပ်တော်ရဲ့အဓိကမောင်းနှင်အားတွေအခုပဲတိုက်ရိုက်ချိတ်ဆက်စလင်းပေးသွင်းဖို့ဖိတ်ခေါ်လိုက်ပါတယ်။